Okay ကျွန်တော်ဒီ tablet တွေဝယ်ကြတယ်ဘာသုံးဖို့လဲဒီ CapCut နဲ့ဒါမှမဟုတ်ဒီ Align Motion နဲ့ကျွန်တော် video တွေ edit ဖို့လားဒါမှမဟုတ် gain တွေဆော့ဖို့လားဒါမှမဟုတ်ဒီចောင်းစာလုပ်ဖို့လားဒါမှမဟုတ်လေဒီဇက်ကားတွေပဲကျွန်တော်ကဒီ tablet ကြီးနဲ့ကျွန်တော်ကြည့်ဖို့လားဒီထက်ကတစ်ခုခုတော့ဖြစ်လောက်တယ်ဗျာဒီတော့ဗျာအဲ့လိုမျိုးဒီ category အမျိုးမျိုးနဲ့ဒီ tablet တွေကိုကျွန်တော်တို့ဒီရွေးကြတဲ့အခါမှာတချို့ tablet တွေကသူတို့ရဲ့ဒီ performance နဲ့ကျွန်တော်ကမလုံလောက်ဘူးတချို့ကြောက်လည်းအဲ့လောက်ထိကျွန်တော်ကသုံးဖို့မလိုပြန်ဘူးပြောပြပါဒီ tablet တွေရွေးရလဲနည်းနည်းတော့ရွာလဲဒီ9သိန်းလောက်ကနေစပြီးတော့ဗျာဒီ30ချီဒီ variety အများကြီးရှိနေတော့ဒီကိုလိုအပ်တာနဲ့ချိန်ပြီးတော့ဝယ်ရတာပို့ပြီးတော့အဆင်ပြေတတ်တယ် Okay ကျွန်တော်ဒီနေ့တော့ဒီလက်ရှိအသစ်ထွက်ထားတဲ့ကျွန်တော်ဒီ Redmi Pad 2နဲ့ထွက်ထားတာကျွန်တော်နည်းနည်းလေးကြာပြီဖြစ်တဲ့ဒီ Mi Pad 7ကိုကျွန်တော် comparison နဲ့လုပ်ပေးမယ်ပြောရရင်ဒီနှစ်ကောင်ကဒီ display size ကျွန်တော်တူတယ်ဒါပေမဲ့ဈေးနှုန်းရသွားကြည့်မယ်ဆိုရင်ကျွန်တော်ကနှစ်ဆဝန်းကျင်လောက်သွားကွာတယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီ Mi Pad 7က15သိန်းဝန်းကျင်နဲ့ဒီ Redmi Pad 2က9သိန်းဝန်းကျင်လောက်ဆိုတော့လေဒီတော့ဗျာအဲ့လိုနှစ်ဆလောက်ပေးလိုက်ရအောင်ဒီ Mi Pad 7ကဘာတွေပိုကောင်းနေရလဲပြီးတော့ဒီ Redmi Pad 2ကရော Mi Pad 7နဲ့ရှင်ကြည့်ရင်ဘယ်လိုနေမလဲဘယ်နေရာမှာသုံးစားလို့ရမလဲဒါတွေကိုကျွန်တော်ဒီနေ့မှာပြောပြအောင်review နဲ့ထောက်ပံ့ပေးရဆိုင်ရတော့ထုံးစံတိုင်းပဲကျွန်တော်တို့ရဲ့ Zone Wine Brand New and Good Second Handset ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ဆိုင်ရလိပ်စာကတော့ကျွန်တော်တို့ဒီတောင်မြို့နယ်ဗညာလလန်အောင်မင်္ဂလာမှတ်တိုင်နီးမှာရှိတဲ့အမှတ်255မှာဖြစ်ပြီးတော့ဒီဆိုင်မှာဆိုရင်ကျွန်တော်တို့ဒီ review နဲ့ဒီအပြင်ကိုတခြား Xiaomi နဲ့ပတ်သက်တာ Nothing နဲ့ပတ်သက်တာကိုလည်းအစုံဝင်လို့ရပါတယ်။ဆိုတော့ review ပြီးလို့စိတ်ဝင်စားရဆိုရင်တစ်ချက်လောက်သွားလိုက်ကြည့်လို့ရပါတယ်။အရင်ဆုံးကျွန်တော်ဒီ design နဲ့ build quality ကနေကျွန်တော်အရင်စလိုက်ရအောင်ဒီနှစ်ကောင်လုံးကတော့ကျွန်တော်ဒီ metal unibody design ကိုပဲကျွန်တော်သုံးထားတာဒါပေမဲ့ကျွန်တော်ဒီ Mi Pad 7ကတော့ကန်ရတာပို့ပြီးတော့နည်းနည်းပို့ပြီးတော့ premium ဆန်နဲ့ 6.2 mm ပဲရှိတဲ့ခါကျတော့ပို့ပြီးတော့လည်းပါတယ်ဒီ Redmi Pad 2ကကျတော့ဘယ်လိုပြောမလဲသူ့စီတန်းမှာဆိုရင်ကျွန်တော်ဒီမစိုးပေမဲ့လို့ကျွန်တော်ဒီ Mi Pad 7နဲ့တွားပြီးတော့ရှင်တဲ့အခါမှာ big quality ဘိုင်းမှာတစ်ဆင့်နှိမ့်နေရတော့ကျွန်တော်တွားပြီးတော့တိတာတယ်ပြီးတော့ဒီကောင် 7.2 mm ဆိုတော့နည်းနည်းလေးပို့ထူတယ်ထူတာကိုလည်းကျွန်တော်ရှင်သုံးကြည့်လို့ရှိရင်တိတိလာခံစားရတယ်ပြီးတော့ဗျာဒီ display ပတ်လည်မှာဒီကျွန်တော် white ထားတဲ့ဒီ plastic frame လေးရှိတယ်အဲ့ဒါကိုကျွန်တော်ဒီလက်နဲ့ကင်ကြည့်တဲ့အချိန်မှာတခုခုသိမလားနည်းနည်းလေးထောက်နေလိုမျိုးခံစားရတာတော့အမှန်ပဲဟိုကောင်နဲ့ရှင်ပေါ့လေပြီးတော့ဒီကောင်တွေက display ratio ချင်းလဲကွာသွားတယ်ဒီ Mi Pad 7ကတော့3:2 ratio နဲ့လာတာဒီ Redmi Pad 2ကကြတော့16:10 ratio နဲ့လာတာဆိုတော့ဒါကဘယ် ratio ပို့ပြီးတော့ကြိုက်လဲဆိုတာပေါ့မူတည်သွားပြီပို့ပြီးတော့ modernize ဖြစ်တာကြတော့ဒီ Mi Pad 7ပေါ့နော်ဒါပေမဲ့ဒီ16:10 ratio ကိုပိုကြိုက်တဲ့လူတွေလည်းရှိရအောင်ပုံနေနည်းရတော့ဒီ display size လို့ရှိရင်ဒီ16:10 ratio ကြတော့ကျွန်တော်ဒီဇက်ကားတွေကြီးတဲ့အချိန်မှာဒါမှမဟုတ်ဒီ tablet ကိုကျွန်တော်ဒီလိုကင်ပြီးတော့ဒီ vertically scroll လုပ်တဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဒီ horizontally ပြောနော်ကျွန်တော်ဒီလိုမျိုးကင်ပြီးတော့ scroll လုပ်တဲ့အချိန်မှာကျတော့ဒီ Mi Pad 7ကပို့ပြီးတော့ကောင်းတယ်ပြီးတော့ကျွန်တော်ဒီ app တွေကိုတပြိုင်တည်းဖွင့်ပြီးတော့သုံးတဲ့အချိန်မှာလည်းဒီ Mi Pad 7ကပို့ပြီးတော့အဆင်ပြေတယ်ဒါကကျွန်တော်အမြင်ပေါ့နော်နောက်ဘက်ဒီဇိုင်းကတော့နှစ်ကောင်လုံးကကြည့်ရတာရိုးရှင်းရှင်းနဲ့တော်တော်တိတိတက်လောက်ထားပေးတယ်ဒီ branding ထားနေရလေးလည်းတော်တော်လေးစင်တူတယ်ဒါပေမဲ့ဒီ Mi Pad 7မှာကျတော့ဒီ branding နဲ့ကက်လျက်မှာ external keyboard ပေါ့နော်အဲ့ဒါတက်ဖို့အတွက်ဒီကောင်မှာ Poco connector လေးပါတယ်ဒီ button placement တွေဒီ volume rocker တွေ power clock တွေအတွက်သူတို့ထားနေရချင်းကြတော့အတူတူပဲဒါပေမဲ့ဒီ Redmi Pad 7မှာ 3.5 mm headphone jack လေးသူတို့ကပါတယ်ဒါလေးကတော့ဒီကောင်းရဲ့အားသာချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ display quality ဘက်ကိုရှင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်အမြင်ကတစ်မျိုးပြောင်းသွားနိုင်တယ်16:10 ratio ဖြစ်နေလို့ကျွန်တော်ဒီဇက်ကားတွေကြည့်ရတာပို့ပြီးတော့ကောင်းသွားနိုင်တယ်ဆိုပေမဲ့လို့ဒီ display quality ဘိုင်းမှာကျတော့ကျွန်တော်ဒီ Mi Pad 7ရဲ့3:2 ratio display ကအများကြီးပိုကောင်းတယ်ပြီးတော့ဒီကောင်တွေရဲ့ဒီ brightness ချင်းကလည်း800နစ်နဲ့600နစ်ဆိုတဲ့ခါကျတော့ Mi Pad 7ကပို့ပြီးတော့လင်းတယ်ပေါ့နော်ဒီနေရာအောက်မှာကျွန်တော်တို့ရှင်သုံးတဲ့ခါကျရင်တော်တော်လေးသိတာတယ်ဒါပေမဲ့ကျွန်တော် tablet ဆိုတဲ့အမျိုးကလည်းနေရာအောက်မှာဘယ်ကောင်မှတော့မသုံးဘူးလေအထဲမှာပဲသုံးကြတာများတာဟုတ်ဆိုတော့အဲ့ဒါတော့အပြစ်ပြောလို့မရပါဘူးဒါပေမဲ့မလင်းတာတော့မလင်းတာပဲလေပြီးတော့ဒီ Mi Pad 7က Dolby Vision HDR10 Plus certify ရတယ်ပြီးတော့ဒီကောင်က68 billion color နဲ့ဒီကောင်1 billion color ဒါကတော့ color တွေပို့ပြီးတော့ပေါ်ပြနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဗျာဒါပေမဲ့အဲ့လောက်ကြီးတကယ်တမ်းကွာလားမကွာလားဆိုတာတော့မပြောတတ်ဘူးဒါပေမဲ့တုံးကြည့်တဲ့အချိန်မှာကျတော့ပို့ပြီးတော့ color တွေဆိုတာတော့အမှန်ပဲရဲ့ပြီးတော့ဒီကောင်တွေမှာပါလာတဲ့ refresh rate ကလည်း Mi Pad 7က 144Hz ဒီကောင်က 90Hz ဆိုတော့ပို့ရတာမှာတော့တိတာတယ်ဒီ Mi Pad 7ရဲ့ display ကကြတော့ဗျာ OLED တာမှာဖြစ်နေတာဒီကောင်ရဲ့ LCD ကတော်တော်ကြီးကောင်းတဲ့အထက်မှာပါတယ်ဒီလိုပြောလို့ဒီ Redmi Pad 7ကသုံးစားမရနေရတော့လည်းမဟုတ်ပြန်ဘူးဒီကောင်ကလည်းသူ့ရဲ့ဈေးတန်းနဲ့ချိန်လိုက်ရင်တော့
တန်တဲ့အထက်မှာပါတယ် resolution ဘိုင်းမှာတော့ဒီ Mi Pad 7က 3.2K resolution နဲ့ဒီ Redmi Pad 2ကကြတော့ 2.5K resolution ထိရရင်ပေါ့နော် resolution ဘိုင်းမှာလည်းဒီဈေးနှစ်ဆလောက်ပုံများတဲ့ Mi Pad 7ကပါတယ်ဆိုပေမဲ့လို့ကျွန်တော်ဒီတာမန် wall load တွေကျွန်တော်ဇက်ကားလေးကြည့်တာစာလေးရိုက်တာဘာညာအဲ့လိုမျိုးအတွက်ကတော့ဒီ Redmi Pad 2ရဲ့ resolution ကလုံလောက်တဲ့အထက်မှာပါပါတယ်ဒါပေမဲ့ဒီ HDR ဗီဒီယိုတွေတော့ဒီကောင်းရဲ့ display က support မလုပ်ဘူးဒီတစ်ချက်တော့ရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီ display quality ကိုကျွန်တော် rating ပေးရမယ်ဆိုရင် Mi Pad 7ကိုကျွန်တော်က10လောက်ပေးမယ်ဆိုရင် Redmi Pad 2ကိုကျွန်တော်က 6.5 7လောက်ပေးမယ်ဘာလို့ဆိုရင်ဒီလောက်17လက်မှဝန်းကျင် display မှာကျွန်တော်ဒီ resolution ကွာတာတော်တော်သိတာတယ်ဒါကလည်းကျွန်တော်ကဒီ Mi Pad 7ရဲ့ display နဲ့ရှင်ပြီးတော့တုံးလို့တာဒီကောင်းရဲ့ display ကိုကျွန်တော်ကတိတ်အားမရပါဘောเนาะဒါပေမဲ့သူ့ဟာသူ stand alone အနေနဲ့သုံးမယ်ဆိုရင်တော့ဒီကောင်း display ကမစိုးပါဘူးအဆင်ပြေတဲ့အထက်မှာပါပါတယ် speaker ဘိုင်းကတော့ကျွန်တော်ဒီ spec ရချိန်ပြီးတော့ကြည့်မယ်ဆိုရင်နှစ်ကောင်လုံးကဒီ Dolby Atmos quad speaker တွေပဲပြောမယ်ဆိုရင်နှစ်ကောင်လုံးက speaker ၄လုံးစီပါပါเนาะဒါပေမဲ့ကျွန်တော်ဒီ Mi Pad 7ရဲ့ speaker တွေက another level မှာရှိတယ်ရှင်ပြောလိုက်ရင်ပြောတာเนาะသူဟာသူဆိုရင်တော့ဗျာဒီ Redmi Pad 7ရဲ့ speaker တွေကလည်းတာမန်ဖုန်းတွေထက်ကတော့အများကြီးပိုကျယ်တယ်ဒါပေမဲ့ကျွန်တော်ဒီ Mi Pad 7ကကြတော့ clarity ပိုကောင်းတယ် sound state တွေအများကြီးပိုကျယ်တယ် separation တွေပိုပြီးတော့ကောင်းတယ် rich ပိုဖြစ်တယ်ပြီးတော့ဒီ Mi Pad 7ရဲ့ဒီ sound setting ထဲမှာ immersive sound ဆိုတော့ကျွန်တော်တို့ဖွင့်ပြီးတော့သုံးမယ်ဆိုရင်ပိုပြီးတော့ကောင်းသွားတယ်ဒီဘိုင်းမှာလည်းနှစ်ဆပိုပြီးတော့ကောင်းလားဆိုရင်တော့ကျွန်တော်ကတော့ပိုကောင်းတယ်လို့ပြောမှာပဲ Okay ဟုတ်ပြီဒီတော့ကျွန်တော်ဒီ display တွေမှာ content တွေပေါ်ဖို့အတွက်ကြည့်ဖို့အတွက်လောက်ပေးတဲ့ဒီ performance ဘိုင်းနဲ့ usability ဘိုင်းရောဘယ်လိုနေမလဲငါကောင်လုံးကတော့ဒီ Xiaomi ကထုတ်ထားတဲ့ကောင်တွေရွေးဆိုတော့ဗျာ aesthetic ဘိုင်းကတော့တော်တော်လေးစင်တယ် SoC ကိုကြည့်မယ်ဆိုရင်တော့ဒီ Redmi Pad 2မှာကျွန်တော်ဒီ MediaTek ရဲ့ Helio G100 Ultra ဆိုတဲ့ SoC ကိုသူတို့တုံးထားပေးတယ်ပြောမယ်ဆိုရင်mid range level ကိုမတက်ဘဲနဲ့ဒီ budget SoC ထဲမှာအကောင်းဆုံးဆိုတဲ့ SoC ကိုဒီကောင်မှာသူတို့တုံးထားပေးရပါတော့ဒါပေမဲ့ဒီ Mi Pad 7မှာကျတော့ကျွန်တော်တို့ဒီ Snapdragon 7 Plus Gen 3ဆိုတဲ့ SoC ကိုသူတို့တုံးထားပေးတာraw performance ရကျွန်တော်ချိန်ကြည့်မယ်ဆိုရင်တော့ဒီ Mi Pad 7ကအပြက်အသက်ကိုတာတယ် benchmark ရဆိုရင်ကျွန်တော်ဒီ CPU performance က3ဆလောက်กว่าတယ်ပြီးတော့ကျွန်တော်ဒီ GPU performance ကိုတွားကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီ 3D Mark Wildlife Extreme Status ရဆိုရင်ဒီ GPU performance က10ဆလောက်ကိုกว่าတယ်ဆိုတော့အဲ့ဒီ performance gap ကဒီနှစ်ကောင်မှာကျွန်တော်တွားပြီးတော့တိတာလားဆိုရင်တကယ်သိတာတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီပုံမှန် social app တွေသုံးမယ်စာလုပ်မယ်ဇက်ကားတွေကြည့်မယ်တည်မလားဒီပုံမှန် daily test တွေတောင်မှ performance gap က300တာမှာတွားပြီးတော့သိတာတယ်ကျွန်တော်အတွက်ပေါ့နော်အဓိကတော့ဒီ app အဖွင့်ပိတ်လုပ်တာတွေဒီ multitasking လုပ်တာတွေမှာတော်တော်သိတာတယ်ဒါပေမဲ့ဗျာဒီ flagship phone တွေကိုအမြဲတမ်းအကျွမ်းတွင်မရှိဘူးဆိုရင်တော့ဒီကိစ္စကတွားပြီးတော့သိတာမဟုတ်ဘူးအလုပ်ကတော့ဒီကောင်လည်းဖြစ်ပါတယ်လေဒါပေမဲ့ GPU ဘိုင်းကကြတော့10ဆလောက်กว่าတယ်ဗျာဆိုတော့နဒါစီနဲ့ဟိုဟာလိုဖြစ်နေတာ哦ဆိုတော့ဒီ game တွေကိုကျွန်တော်ဒီ graphic setting မြင့်ရုပ်ထွက်ကောင်းနဲ့စော့မယ်ဆိုရင်တော့ဒီ Mi Pad 7ကိုကျွန်တော်ဈေးနှစ်ဆပေးပြီးတော့ဝယ်လိုက်တာပို့ပြီးတော့တန်တယ်လို့ကျွန်တော်တော့မြင်တယ်ဒါမှမဟုတ်လည်းဒီတခြား alternative အနေနဲ့ဆိုရင်ကျွန်တော်ဒီ Mi Pad 6ကို second ရှာဝယ်လိုက်တာလည်းကောင်းတယ်ဟိုကောင်ကဒီ Snapdragon 870နဲ့ဆိုတော့ဒါပေမဲ့အသစ်တော့မရဘူးပေါ့လေဟုတ်ပြီကျွန်တော်ဒီ game တွေကိုကျွန်တော်ရှင်စောကြည့်တဲ့အချိန်မှာဘယ်လိုခံစားချက်ရလဲအဲ့ဒါကိုလည်းပြောပြမယ်ဒီ Redmi Pad 2ကတော့ကျွန်တော်ဒီ PUBG မှာအမြင့်ဆုံး setting အနေနဲ့ဆိုရင်ဒီ HDR graphic နဲ့ကျွန်တော် ultra frame rate မှာကျွန်တော်ထားပြီးတော့ဆော့လို့ရတယ်60 fps ပေါ့နော်ဒါကတော့သူတို့ setting ရပေါ့နော်တကယ်ကျွန်တော်60 fps အပြည့်ရကြလို့ရှိရင်သူ့ရဲ့ graphic ကိုကျွန်တော် smooth မှာထားဆော့မှာပဲ60 fps လောက်ရမယ်HDR graphic မှာဆိုရင်တော့ကျွန်တော်40 win လောက်ပဲသွားမှာပေါ့နော်ပြီးတော့ဒီကောင်က gyro လည်းမရအောင်gyro မိုင်းရဲ့အတွက်လည်းအဆင်မပြေဘူးပေါ့နော်အပျော်ဆုံးမယ်ဆိုရင်တော့ဒီကောင်ကနေလည်းအဆင်ပြေတဲ့ gaming performance ကိုထုတ်ပေးနိုင်ပါလေဒါကကျွန်တော်ဒီ Mi Pad 7နဲ့ရှင်ပြီးတော့စော့ကြည့်မယ်ဆိုရင်တော်တော်လေးသိတာဒီကောင်ကအများကြီးပိုကောင်းတယ်အဓိကတော့ဗျာဒီ whole away ကကျွန်တော်သိရမလား PUBG စော့ရှင်ကျွန်တော် away ကကျွန်တော်enemy တွေကိုကျွန်တော်ချိန်ပြီးတော့ပြစ်တော့မယ်ဆိုရင်ဒီကောက်မှာကျွန်တော် pixel ဒုံးကြီးလိုပဲမြင်ရတာဒီကောက်မှာကျတော့အဲ့ပြဿနာမရှိဒီကောက်မှာကျတော့တကယ်ကျွန်တော်ဒီ resolution ကောင်းတဲ့ခါကျတော့တော်တော်လေးကြည်လင်ပြည့်တာမြင်ရတယ်ပြီးတော့ကျွန်တော်ဒီ color ဘိုင်းတွေမှာလည်းအများကြီးပိုကောင်းတဲ့အပြင်ကိုဒီ smooth extreme plus ထိကျွန်တော်တက်ဆော့လို့ရတယ်ပြောမယ်ဆိုရင်ကျွန်တော်90 fps ပေါ့နော်ပြီးတော့ဒီကောင်ကဒီ gyro support လည်းရတယ်ဆိုတော့ဒီ PUBG သမားတွေအတွက်ကတော့ဒီ Mi Pad 7ကအများကြီးပို့ပြီးတော့ရွေးချယ်လို့ကောင်းတဲ့ option တွေနဲ့ရှိရပါတော့အေးလေဈေးရလဲကျွန်တော်နှစ်ဆလောက်กว่าတာ哦ဒီ Mobile Legends လိုမျိုးကျွန်တော် game တွေရတော့ကတော့ G100 Ultra ဆိုတဲ့ကောင်ကလည်းကောင်းကြီး handle လုပ်နိုင်ပါလေပြီးတော့ကျွန်တော်ဒီနောက်တစ် game ဖြစ်တဲ့ကျွန်တော်ဒီ Data Force မှာလည်းအတူတူပဲ ဆော့ရတဲ့ feeling ကတော်တော်กว่าတာ setting နဲ့ဆိုရင်ဒီ Redmi Pad 2မှာကျွန်တော်ဒီ standard graphic မှာ ultimate frame rate နဲ့ဆော့လို့ရမယ်ဒီ Mi Pad 7မှာကျတော့ကျွန်တော်ဒီ90 fps နဲ့ဆော့လို့ရမယ်ဆိုတော့ဒီ Mi Pad 7ကကျွန်တော်ဒီ GPU raw performance မှာ10ဆကြီး benchmark ရပါတော့ကျွန်တော်ဒီ10ဆကြီးกว่าတာဒီ gaming ဘိုင်းမှာကျွန်တော်တော်တော်ကြီးကိုပိုကောင်းသွားတာဘယ်လိုပဲဖြစ်ဗျာကျွန်တော်ဒီ target အရာကလည်းกว่าတာ哦ကျွန်တော်ဒီ Redmi Pad 2ကကြတော့ဗျာ
ဈေးအများကြီးမသုံးမဲနဲ့ gain တွေကိုကျွန်တော်ဒီနည်းနည်းပါဆော့ကျင်တယ် productivity တက်လည်းအဓိကသုံးကျင်တဲ့လူတွေအတွက်လောက်ပဲရွေးလို့ကောင်းတယ် performance ကို sacrifice မလုပ်ချင်ဘူး gain တွေကိုကျွန်တော် resolution ကောင်းကောင်းနဲ့ graphic ကောင်းကောင်းနဲ့ frame rate ကောင်းကောင်းနဲ့ဆော့ကျင်တဲ့လူတွေအတွက်ကြတော့ဒီ Mi Pad 7ကပို့ပြီးတော့ရွေးလို့ကောင်းတယ် UI ပိုင်းကိုပြောမယ်ဆိုရင်လည်းနှစ်ကောင်လုံးကဒီ Android 15 HyperOS 2နဲ့လာတာချင်းတော့တူတယ်ဒါပေမဲ့ Mi Pad 7ကတော့ကျွန်တော်ဒီ HyperOS ရဲ့အရသာကိုဒီကောင်ကအပြည့်အဝ support လုပ်တယ်ဒီ Redmi Pad 2ကကြတော့ကျွန်တော်ဘယ်လိုပြောမလဲ animation တွေကျွန်တော် short ထားတယ်ဒီ premium feature တွေဖြုတ်ထားတယ်တချို့နေရာတွေမှာဒီ budget tablet မှာတော်တော်လေးတည်တာတယ်ဒီ software update အနေနဲ့လည်းကျွန်တော်ဒီ Mi Pad 7က၄နှစ်အထိသူတို့အမခံထားရပါတော့ဒီ Redmi Pad 2ကကြတော့ဘယ်လောက်ထိရမလဲသူတို့အတိအကျမပြောထားဘူးဒါပေမဲ့တခုမိုက်တာဒီ Redmi Pad 2မှာကျွန်တော် SD card နဲ့ပေါ့နော်ကျွန်တော်ဒီ storage expansion ထပ်လုပ်လို့ရမယ်ဒါလေးကတော့မိုက်တယ်ဒါကလွယ်ပြီးတော့ကျွန်တော်ဒီ user experience ဘိုင်းကတော့တော်တော်လေးစင်ပါတယ်ဒီ performance လိုအပ်ချက်ပေါ်မူတည်ပြီးတော့သူတို့စကားပြောရလို့ပဲပြောမှာပေါ့နော်ဒီ premium price ပေးရင်တော့ premium feature ရအောင်ပေါ့လေဆိုတော့ကျွန်တော်ဒီအပိုင်းကိုခြုံပြောရမယ်ဆိုရင်ဒီ tablet လုံးကိုကျွန်တော်ကဖုန်းတွေဒါမှမဟုတ်ဒီ laptop တွေကိုကျွန်တော်ကူညီမဲ့ device တစ်ခုနေမဲ့သုံးမယ်ပြီးတော့ကျွန်တော်ဈေးလည်းအများကြီးမသုံးချင်ဘူးဆိုတဲ့လူတွေအတွက်ကြောင့်ဒီ Redmi Pad 2ကအများကြီးပို့ပြီးတော့ affordable ဖြစ်တယ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီ Mi Pad 7ကကြတော့ကျွန်တော်အလုပ်တော်များကိုဒီပေါ်မှာပဲဒီ tablet ပေါ်မှာပဲအဆင်ပြေမြန်လေးလုပ်ချင်တယ် standalone product အနေနဲ့သုံးဖို့များတယ်ဆိုရင်တော့ဒီကောင်ကပို့ပြီးတော့ကြိုက်တယ်လို့ပြောရမယ်ဒီကင်မရာပိုင်းမှာကျတော့ဒီ Mi Pad 7မှာကျတော့ဒီ13 megapixel နဲ့ Redmi Pad 2မှာကျတော့ကျွန်တော်8 megapixel ကြီးပါတယ်ဒါပေမဲ့ကျွန်တော်ဒီ Redmi Pad 2ရဲ့ကင်မရာကျတော့ flashlight မပါဘူးပေါ့နော် spec ရရလဲကျွန်တော်ဒီ Mi Pad 7ကတော်တော်လေးတာတယ်အပျော်တမ်းရိုက်မယ်ဆိုရင်တော့မှဒီကောင်ရဲ့ photo quality ကလက်ခံလို့ရတဲ့အထက်ပါတယ်ပြီးတော့ကျွန်တော်ဒီ video ကိုလည်း 4K 30 fps တိရိုက်လို့ရမယ်ဒီ Redmi Pad 2ရဲ့ကျွန်တော်ကင်မရာကတော့ဒီ document တွေ scan လုပ်မယ်သိရမလားဒီရုံးသုံးဘာညာအဲ့လောက်ပဲဒီကောင်ကသုံးလို့ရမယ်ဒီ portrait ပုံတွေလူပုံတွေ shooting ပုံတွေရိုက်ဖို့အတွက်ကြတော့ဒီကောင်အဆင်မပြေဘူးဒါပေမဲ့ဘယ်ကောင်ကရောဒီ tablet တွေကိုအပြင်တည်သွားပြီးတော့ဓာတ်ပုံရိုက်မဲ့ကောင်ရှိလို့လားကျွန်တော်တော့မထင်ဘူးနည်းနည်းအဲ့ဒါကြီးကအကွက်ဖြစ်တယ်ဗျသိရမလားကျွန်တော်တော့မရိုက်ဘူးထားပါတော့ဒီ selfie အတွက်ကလည်းဒီ Mi Pad 7မှာ8 megapixel နဲ့ဒီ Redmi Pad 2မှာကျတော့ကျွန်တော်ဒီ5 megapixel ဆိုပြီးသူတို့ထည့်ထားပြီးတယ်နှစ်ကောင်လုံးကတော့ဒီ 1080p 30 fps တိပဲသူတို့ record လုပ်လို့ရမှာပေါ့နော်ဒါပေမဲ့ဒီ Mi Pad 7ရဲ့ video quality ကတော့တိတိတာပိုကောင်းတယ်ဒီ skin tone တွေresolution တွေပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ tablet တစ်လုံးရဲ့ camera ကိုသုံးမဲ့နေရဗျာကျွန်တော်စဉ်းစားကြည့်လို့ရှိရင်များစားတော့မရှိပါဘူးလေဒီ video call လုပ်မယ် zoom meeting တက်မယ်အဲ့လိုလောက်ပဲရှိမှာဆိုတော့အများကြီးတော့လည်းတက်တာမရှိပါဘူးဒီ battery ဘိုင်းကတော့ဒီ Mi Pad 7မှာကျွန်တော်ဒီ 8850 mAh နဲ့ဒီ Redmi Pad 2မှာကျတော့ကျွန်တော်ဒီ 9000 mAh battery ကိုသူတို့ထည့်ထားပေးတယ် mAh ရလည်း Redmi Pad 2ကပိုတာလို့ကျွန်တော်ဒီ daily life မှာလည်းနည်းနည်းလေးဒီကောင်ပို့ပြီးတော့ခံတယ်အေးလေ resolution ကလည်းပို့ပြီးတော့နည်းတဲ့အပြင် SoC ရဲ့ဒီ power draw ကလည်းဒီကောင်ကအများကြီးပို့ပြီးတော့နဲတာဟုတ်ဒါပေမဲ့ဒီ charging speed ဘက်မှာကျတော့ဒီ Mi Pad 7က 45W ဒီကောင်ကကျတော့ 18W ဆိုတော့အမှကျတော့လေဒီကောင်အများကြီးပို့တာပါဗျာရုံနဲ့လိတ်လို့ပဲဗျာတကယ်တမ်းသွင်းကြည့်လို့ရှိရင်လေဆိုတော့ဗျာကျွန်တော်ဒီကောင်က screen on time နည်းနည်းပို့တာရင်မဲ့လို့အားပြန်သွင်းမယ်ဆိုရင်တော့ဒီကောင်က Mi Pad 7ရပါတော့အားသာချက်ပိုရှိတယ်ဒီတော့ဗျာကျွန်တော်ဒီအကုန်လုံးကိုခြုံကြည့်မယ်ဆိုရင်ဒီဈေးနှစပို့ပေးလိုက်ရတာ ਨੇ တန်လားလို့မင်းတော့ကျွန်တော်တော့တန်တယ်လို့ဖြေရမှာပဲပို့ပေးခြင်းစိတ်ရှိရင်ပေါ့လေဒီ budget လဲလုံလောက်ရင်ပေါ့လေပြောရင်များကျွန်တော်ဒီ game မဲဆော့ဆော့ဘာပဲလုပ်လို့ဒီ tablet မှာလုပ်တဲ့အလုပ်မှန်သမျှတိုင်းကဒီ Mi Pad 7မှာလုပ်ရပို့ပြီးတော့မြန်တယ်ပို့ပြီးတော့ satisfy ဖြစ်တယ်ပို့ပြီးတော့စိတ်ကြည်ညက်တယ်အဓိက game ဆော့ဖို့ဆိုရင်လည်းဒီကောင်ကလုံးဝနှစမကပေးရတဲ့ဈေးနဲ့ပို့ပြီးတော့တန်တယ်ဒီကောင်ထက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ tablet ကိုစာဖတ်ဖို့နဲ့ဒီဇက်ကားတွေကြည့်ဖို့ပဲသုံးပါဈေးကိုလည်းကျွန်တော်ကငါအများကြီးမသုံးချင်ဘူးဆိုရင်တော့ဒီ Redmi Pad 2ကလည်းရွေးလို့ကောင်းတဲ့ tablet တစ်လုံးအနေနဲ့ဖြစ်နေတော့မှာပဲ Okay ဟုတ်ပြီဆိုတော့ bro ရောဒီ Redmi Pad 2နဲ့ Mi Pad 7မှာဘယ်ကောင်ကိုပို့ပြီးတော့ပေးရတဲ့ဈေးနဲ့ပိုတန်လို့မြင်လဲ bro ဆိုရင်ရောဈေးနဲ့စပေးပြီးတော့ဒီကောင်တက်ဝယ်မလားဒါမှမဟုတ်တော်ပြီငါတော့မသုံးချင်ဘူးဒီကောင်နဲ့လုံလောက်တယ်ဆိုပြီးတော့ဒီကောင်ကိုရွေးမလားအဲ့ဒါကိုလည်းကျွန်တော်တစ်ချက်လောက်ဖြည့်ပြီးတော့ရပါတယ် Okay နောက်ဗီဒီယိုပုံမှာပဲကျွန်တော်ပြန်ဆောင်ကြတာပေါ့